ကိုရီးယားတဲ့ကြာရင်ညတော့မယ်တဲ့ဘကအရှင်ပြင်းမောင်းလို့အဲ့ဒီအစတုန်းကလေဒီပိုဆက်စီတော့ဆိုအဲ့လိုမျိုးပဲသူတို့မောင်းတာမြန်လိုက်တာဘလို့မောင်းတော့လည်းမသိဘူးပေါ့နော်တီတော့မဲ့တိုင်ပဲဖျားဆိုင်တဲ့တကုံရွတ်တာပေါ့နော်အရင်တော့ကဒီဗီဒီယိုတစ်ပုတ်တက်လာလေဗာလဲပို့မောင်းလို့လေသူတို့ဗာလဲဘလို့လဲထိုင်းလိုဖြည်းမောင်းပြောတာလေသိရမလားအဲ့ဗီဒီယိုတော့ကိုရီးယားတဘောတွေကြာနေတကယ်တမ်းကိုစီရလိုက်လေဆိုတကယ်ကြောက်ဆက်ကောင်းတယ်နော်သိလားဘလို့ကောင်းလဲဒီတောင်ကြီးတို့မန်လေးဘက်ကလူတွေဆိုလို့ရှိရင်အမြဲတမ်းတောင်ဗာလဲဗာလဲဆိုင်ကယ်အမြဲတမ်းစီးကြတယ်မလားစီးရဲ့လူတွေကြောတိတ်ပြီးတော့အမျိုးမကြောက်ဘူးဆိုပေမဲ့ရန်ကုန်ကလူတွေဆိုချို့လုံးဝဆိုင်ကယ်မစီးရဘူးလူတွေရှိရဲ့သူတို့အမြဲတမ်းကားတက္ကစီပဲစီးလာလေဒီမျိုးဆိုင်ကယ်လုံးဝမစီးလာတဲ့လူတွေဆိုပို့ဆိုသူတို့ကအရန်ကြောက်ကြရနော်အဲ့တိုင်းပဲကျမလည်းအဲ့တုန်းကအတိုင်းပဲဟဲ့အရန်ကြောက်တာတေတော့မဲ့အတိုင်းပဲပေါ့နောက်ကြောက်ဘယ်လိုဖြစ်သွားလဲဆိုအခုဆိုလို့ရှိရင်လေကျမအမြဲတမ်းအလုံးနောက်ကြောက်လို့လေမြန်မောင်းပါပဲပြောနေရစီးရကြတော့လေမြန်ပဲမောင်းစီချင်တော့အလုံးမြန်ရောက်စီချင်တာပေါ့နော်ပိုးကလေအရင်တော့ဆက်ရတဲ့တုန်းကပဲကြောက်တာကြာလာတဲ့ခါကျမကြောက်တော့ဘာလို့လဲဆိုအလုံးနောက်ကြောက်မှကြောက်လို့လေသူတို့လည်းမြန်မောင်းပြီးတော့ကိုလည်းအလုံးနောက်မကြောက်ဘူးနော်အဲ့လိုပေါ့နော်အခုတခြားလူတွေတော့ဘယ်လိုဖြစ်ပါလဲမသိဘူးအခုတော့ကျမတော့မြန်မောင်းနေကြိုက်လေပဲဘာဖြစ်လို့ဆိုအဲ့အမှအလုံးမနောက်ကြမှာလေ